ရွှေငါးပိတ်တာတန်ဝစ်ဆောင်ဝေပြီးတော့မြန်မာနိုင်ငံကဇမင်းသားအလုံးကိုအခုလိုခြေချပြီးဝင်းတပြေထွန်းနဲ့အတူကားခဲ့တဲ့မင်းသားအောင်စပူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာဇက်တပင်လောကတစ်ခုလုံးကိုကိုင်းလောက်သွားစေခဲ့တဲ့တမိုင်းတစ်လျှောက်ပဲမင်းသားမှမလုပ်ပြနိုင်ခဲ့သေးတဲ့အမကန်စံချိန်တင်လောက်ရက်တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့ပရိသတ်တွေရဲ့အသေးကြော်မင်းသားလေးအောင်စပူကမြန်မာနိုင်ငံကဇမင်းသားအလုံးကိုအပြတ်အသက်ခြေချသွားခဲ့တဲ့ရွှေသားငါးပိတ်တာဇက်ဝစ်ဆောင်ကြီးအကြောင်းပဲဖြစ်ပါတယ်မြန်မာတပင်လောကရဲ့တမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်အောင်မြင်မှုအထွတ်ထရောက်ခဲ့တဲ့မင်းသားကြီးဖိုးချစ်ဆိုတာအလုံးအသိပါပဲကိုပိုင်ရုပ်တန်လိုက်ဘောလုံးအသင်းနဲ့စီးပွားရေးလုပ်ငန်းပေါင်းများစွာပိုင်ဆိုင်ထားတဲ့အချမ်းသာဆုံးအမှုပညာရှင်တဦးပါသူရဲ့ပွဲတွေမှာဆိုရင်ပရိသတ်တွေကတင်ရချီတဲ့စုချင်းငွေတွေနဲ့ပန်းကုန်းစွတ်အားပေးလိမ့်ရှိပါတယ်ဒါပေမဲ့အဲ့ဒီလိုတပင်လောကရဲ့ထိတ်ခေါင်အချမ်းသာဆုံးလို့သတ်မှတ်ခံထားရတဲ့မင်းသားကြီးဖိုးချစ်တောင်မှစင်မြင့်ထက်မှာကပြဖြော်ပြတဲ့အခါမှာရွှေသားအစ်စ်ငါးပိတ်သားတိတိအသုံးပြုထားတဲ့ဝစ်စုံကြီးကိုဝစ်ဆင်ပြီးတော့မကပြခဲ့ဘူးပါဘူးအခုတော့လူငယ်မင်းသားလေးအောင်စပူကဘသူမှစိတ်ကူးတဲ့တောင်ထဲ့မတွေ့ရတဲ့အရာကိုလက်တွေ့အကောင့်ထဲပေါ်ပြီးတော့ဇက်တပင်လောကကတခြားသောမင်းသားတွေအားလုံးကိုနောက်ကောက်ချကောင်အပြတ်အသက်ခြေချပြလိုက်တာပဲဖြစ်ပါတယ်ဒီလိုခန်းနာလုံးနဲ့အမြင်ကွင်းကိုတော့နာမည်ကြီးတပင်မင်းသမီးဝင်းတပြေထွန်းနဲ့တွဲဘက်ကပြခဲ့တဲ့တပင်မောင်နှမကားတဲ့ညဆိုတဲ့အထူးပွဲစဉ်မှာတွေ့မြင်ခဲ့ရတာပါမင်းသားလေးအောင်စပူကဒီရွှေဝစ်စုံကြီးကိုဆင်မြန်းပြီးတော့ပရိသတ်ရှိမောက်ကိုထွက်ပေါ်လာချိန်မှာပွဲခင်းတစ်ခုလုံးဟာအဲအုံးမင်တက်မှုတွေအားပေးလက်ခုပ်တန်တွေနဲ့စုညံဟင်းထွက်သွားခဲ့ပါတယ်။ရွှေတကြသားကိုစက်သိန်း100ဝန်းကျင်အထိပေါက်ဈေးရှိနေတဲ့ဒီလိုခေတ်ကာလကြီးမှာရွှေငါးပိတ်တာဆိုတဲ့အလေးချိန်ဟာတကယ်ကိုမယုံနိုင်စရာပမာဏပါ။ငွေကြေးတန်ဖိုးအရာအတွက်ကြည့်ရင်စက်သိန်းပေါင်းတောင်းကနန်းချီထိတန်ကြီးရှိနေပါတယ်။ဒီရွှေဝစ်စုံကြီးဟာငွေကြေးတန်ဖိုးတင်မကပဲအနုစိတ်လက်ရမြောက်မှုတွေကအထူးပြောစရာဖြစ်နေပါတယ်။မြန်မာရိုးရာကနုတ်ပန်းတွေချူပန်းချူနယ်တွေကိုတည်သက်ကြောင်းနာစွာနန်းဆွဲပြီးတော့ထွင်းထူထားတာဖြစ်လို့စင်ပေါ်ကမီးရောင်တွေအောက်မှာတဖိတ်ဖိတ်တောက်လောင်နေခဲ့ရပါအောင်စပူရဲ့ဖြူစင်တဲ့အသားအရည်ကြော်ရှင်းတဲ့ကိုဟန်အနေထားတွေနဲ့အချိုးကျကျပေါင်းဆက်သွားတဲ့အခါမှာတကယ်ကိုခံညာချက်တည်ရှိလုံးလှပါတယ်ဒီလောက်တန်ဖိုးကြီးမှပြီးတော့ခန်းနာလှတဲ့ရွှေဝစ်စုံကြီးကိုအောင်စပူအတွက်အထူးစီစဉ်ပံ့ပိုးပေးခဲ့ရကတော့နာမည်ကြီးဝိမ့်စိန်ရွှေဆိုင်ဖြစ်ပါတယ်ရွှေပမာဏအလွန်များလွန်းတာကြောင့်စင်မြင့်ထက်မှာကပြဖြော်ပြနေချိန်မှာလုံခြုံရေးအေးရလည်းအထူးဂရုစိုက်ပြီးတော့အပြေအဝအစီအစဉ်ခဲ့ရတယ်လို့သိရပါတယ်ဒီလိုမျိုးရွှေငါးပိတ်တာတန်ဝစ်စုံနဲ့ကပြနိုင်ဖို့ဆိုတာငွေကြေးချမ်းသာရုံစပွန်ဆာပေးမဲ့သူရှိရုံနဲ့တင်မရပါဘူးပရိသတ်ရဲ့အခိုင်အမာချစ်ခင်အားပေးမှုအနုပညာရှင်ကိုယ်တိုင်ရဲ့ထူးချွန်ပြောင်းမြောက်မှုတွေနဲ့ကန်စာတာတွေအားလုံးတစ်ထက်တည်းကြမှသာရရှိနိုင်တဲ့အခွင့်အရေးမျိုးပါတပင်လောကရဲ့ကဏ္ဍဝင်မင်းသားကြီးတွေကိုတောင်းကြော်လွန်ပြီးတော့စံချိန်တစ်တင်နိုင်ခဲ့တဲ့အောင်စပူရဲ့ဒီအောင်မြင်မှုကိုတော့ဘယ်သူမှညှင်းပယ်လို့မရပါဘူးအောင်စပူရဲ့ပရိသတ်တွေကလည်းသူတို့ချစ်တဲ့မင်းသားလေးကိုအခုလိုမျိုးဂုဏ်သိက္ခာရှိရှိခန္ဓာကြီးကျယ်စွာမြင်တွေ့ရတဲ့အတွက်အလွန်ကိုဝမ်းသာဂုဏ်ယူနေကြပါတယ်ကဲဗီဒီယိုလေးကိုကြည့်ရှုပေးနေကြတဲ့ချစ်ပရိသတ်ကြီးတို့ရောမြမဇက်တပင်သမိုင်းတစ်လျှောက်ဘယ်မင်းသားမှမဝင်နိုင်ခဲ့တဲ့ရွှေငါးပိတ်တာတန်ဝစ်စုံကြီးနဲ့ခံညာချက်တည်ရှိရှိကပြဖြောပြသွားတဲ့ဇမင်းသားလေးအောင်စပူရဲ့ဒီတင်ဆက်မှုတွေအပေါ်ဘယ်လိုမြင်ကြပါသလဲရှင်ဝင်းတပြေထွန်းနဲ့တွဲကားတဲ့ဒီပွဲစဉ်ကိုသဘောကျရဲ့လားပရိသတ်ကြီးတို့ရဲ့လွတ်လပ်တဲ့အမြင်တွေကိုမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်